ရှင် Hi ဂျပန်စာသင်တန်းကျောင်းကနေကြိုဆိုပါတယ်စနေကဒီနေ့ M3 မိမိခါတာအိုပွဲလူရဲ့ဂေါ်ကြီးကိုမှ121ကိုစနေတို့ရောက်နေပါပြီ Unit 2လည်းပြီးတော့မယ်ပေါ့နော်စာရေးကြပါစနေတို့ဒီဟာလေးကပါလဲဆိုတော့ခါစားလီစာတစားစင်တာပါဘလို့လဲဆိုတော့စနေတို့လေဟိုတရင်ကျွတ်ရောက်တယ်ဆိုရင်မီးပလုံးနေနဲ့တစားစင်ကြတယ်ကွာစနေတို့မြန်မာအယူပေါ့နော်တရုတ်ဆိုရင်လည်းနှစ်တစ်ကူပွဲရရင်ဘာညာအလှစင်နေအဲ့လိုမျိုးဒါခါစားလူဆိုတာတစားစင်တယ်ဆိုတာအဲ့ဒါကိုသုံးတာပါနော်ခရစ်စမတ်ဆုနော်ခါစားရီကိုခတ်တာဆိုခရစ်စမတ်မှာတစားစင်လို့ရတဲ့ရောင်စုံမီးပလုံးလေးတွေကိုစနေဝယ်တယ်ပေါ့နော်အဲ့ဒါမျိုးသုံးပါတယ်အာဆိုဘီမတ်ဆိုတာစနေတို့ကကစားတာပါနော်ခါကူရမ်ဘူဝါတဲ့ခုတို့မူနော်အာဆိုဘီတာခါကူရမ်ဘူဆိုတာကလေးတွေရဲ့ပေါ့နော်ဒါကစားနီးတစ်မျိုးဖြစ်တယ်တဲ့ဒါနောင်းအိုအာဆိုဘီမတ်နောင်းကိုကစားတယ်အဲ့လိုသုံးလို့ရတယ်တဲ့နော်မဲရှိဆိုတဲ့နောင်းနေနဲ့စီလိုသုံးပါတယ်ဆုနာအာဆိုဘီဆိုတဲတွေနဲ့ကစားတယ်ပေါ့နော်မီစုဆိုရေနဲ့ကစားနင်းငရောဆိုအယုတ်တွေနဲ့ကစားတယ်နော်အာချမလီစာစူဝေးတာပါအစတာမနဲ့ပြန်မှာမန်ရှွန်းတော့တဲ့ဂျူနီးတော့အာချမလီကအာလူမန်ရှင်းစာတိုက်ခန်းရဲ့ဂျူနီးစာနေထိုင်တဲ့ဒါကဆူမီမတ်ကနေထိုင်တာလေဂျူနီးစာနေထိုင်တဲ့သူတွေရဲ့အာဆူမာရီကအာလူစုဝေးတဲ့ဟာကရှိတယ်ပေါ့နော်တခုခုဥမာအိမ်ပိုင်ရှင်ကအကြောင်းကြားစရာဘာညာရှိလို့ပေါ့နော်အဲ့လိုစုဝေးတဲ့ပွဲလေးရှိပါတယ်အိုရှီအဲလူဆိုတာတင် जा ပေးတယ်ပြပေးတယ်ဟာဟာနော်တဲ့အိုရှီအဲအိုအမေရဲ့တင် जा မှုတွေကိုအီမတယ်မှုအခုတောင်မှအမွေဒါစုတဲ့အောက်မေတ္တိရနေပါတယ်တဲ့အိုဒိုလီမတ်ကဒီခုံဒီနော်အိုဒိုလီယာကတာအဲ့မှာမြူကတ်စေးကတဲ့ခတ်ကိုခုနော်ပညာသင်ကျောင်းသားတွေကခတ်ကိုခုနိုင်ငံအသီးသီးကနေအိုဒိုလီယိုအိုဒိုတာဒန်စ်အမျိုးမျိုးနဲ့စီတို့ကခုံခဲ့ကြတယ်ဒန်ဆူဆိုတာဒါအင်္ဂလိပ်လိုပြောတာကွာဒါအိုဒိုလီဆိုတာဂျပန်လိုပြောတာအိုမိုအီမတ်ကာစီကတွေးတာထင်တာတဆိုတဲ့လက်ကွက်ကိုကြိကတာအင်အားနဲ့ဆိုရင်အိုတိုကိုယောက်ျားဖြစ်ပြီးတဆိုတဲ့လက်ကွက်ကိုတလုံးသားနဲ့လုံးမယ်ဆိုရင်စီတို့အိုမိုကိုတွေးပါတယ်အာနိုဟီတိုနီတဲ့အဲ့ဒီလူကိုတဲ့ဝါဒရှင်တော်အမိုးကြီးကကျွန်တော်ရဲ့အတွေးတွေကိုတဲ့တူတိုးကြီးတာရောက်စေခြင်းလေပေါ့နော်တူတိုးခုဆိုတာစားရောက်တယ်အဲ့လိုမျိုးခန့်ကအဲစာအတွေးတယ်အစင်းစားတယ်ကိုယ့်ရဲ့အကြံဉာဏ်ကြီးဝါဒရှင်ကြီးတဲ့ခန့်ကအဲကအာလူကျွန်တော်မှာကောင်းတဲ့အကြံဉာဏ်ကြီးရှိတယ်နော်ခန့်ကအဲကအာလူစာကြံဉာဏ်ကြီးရှိတယ်အဲ့လိုမျိုးစနေတို့ကသုံးပါတယ်ခါတာဇူကဲရုဆိုတဲ့အဓိပ္ပာယ်ကရှင်းလင်းသိမ့်ဆဲတယ်ဝါဒရှိဝါတဲ့ခါတာဇကဲကနီဂတက်တာကျွန်တော်ကအခန်းနေပါလေတန်ရှင်းလောက်တာဗောနော်ရှင်းလင်းသိစေရတာကြီးကနီဂတက်နာဆိုတာအာနေတာတခွိနာကျွမ်းကျင်တာနီဂတက်နာအာနေတာဂျောစုနာဆိုတော်တာဟေတာနာဆိုရင်ညံ့တာအဲ့ဒါမျိုးရှိပါတယ်တက်ဇဒါအီမတ်တက်ဇဒါကိုအကူညီပေးတာဟစ်ခိုးရှိနော်တက်ဇဒါကိုဆိုလို့အိမ်ပြောင်းတာရဲ့တဲ့ကူညီတာကိုဒါလုပ်ပါတယ်တဲ့အဲ့ဒါမျိုးရေးထားတာပါနောက်တစ်ခုဟာတရာကီမတ်အလုပ်လုပ်တယ်ကဲဒါဆိုစနေကပြောခဲ့တယ်ဒီလိုလေးရေးမယ်ဒါလေးရယ်ဆိုခရုမကအပေါ်နဲ့အောက်နဲ့မိုးအမိုးကြီးလေးတယ်ဒါကိုချီကာတာအင်ရနဲ့တက်မယ်ဆိုဥဂေါကီမတ်ရွေရတယ်သူ့ရဲ့ရှေ့မှာလူထည့်တယ်ဆိုဟာတရာကီမတ်နေကိုအလုပ်လုပ်တယ်ဖြစ်ပါတယ်လေလေလေးနော်ဟာတရာကိုအလုပ်လုပ်ပါတယ်ခက်ဆွဲကီနော်ဟာတရာကီနော်ဟီတိုဆိုကသွေးလေပတ်မှုရဲ့သွေးရဲ့အလုံးလုံးပုံလုံနီးတဲ့ကတခုကတော့တဲ့ခလတနီခနာကိုအေးယိုဟခိုးဘူးခို့တော့တာခန္ဓာကိုယ်ကိုအာဟာရတွေကိုတည်ဆောင်သွားတဲ့အကြောင်းဖြစ်ပါတယ်။ဟကိုဘီမတ်ကတည်ဆောင်နေဆိုတဲ့ဟာစနေတို့ဒီလိုပြမယ်။ခရုမဆိုတဲ့ကားကိုကွာမိုးလေးမိုးပြီးတော့စနေတို့ကတည်တာကွာအဲ့ဒါမျိုးဟကိုဘီမတ်ကတည်ဆောင်တာပါနော်။ခရီနော်တဲ့ဟာတရာခိတဲ့သူ့ရဲ့ဒါလှုပ်ကြိုးစားတာကြောင့်မို့ကေကာခုကတဲ့စေကိုရှိတာကေကာခုအကြံဉာဏ်တွေကအောင်မြင်သွားခဲ့တယ်။ခီမာရူဆိုတာစနေတို့ကဒါပေါ့နော်ခီမာလီဆိုတာစီမင်းစီကန်နေကကိုးတဲ့အတရရှိခီမာရီကအကြောင်းပါဆိုရင်စီမင်းအစ်စ်တွေကိုစကူရဲတာပြုတ်လုခဲ့တယ်။ကျောင်းလာတာနောက်မကြနဲ့လို့ဒါမျိုးပေါ့နော်။ဆာဝါကုဆိုတာကစူပူချိန်မှောက်မှုပေါ့နော်။ဆာဝါကုကဆာဝါကုဆိုတာတူတူပဲဘယ်လိုပြောမလဲဟိုတောင်းကျမှုပေါ့နော်။ခီနိုမနီကတဲ့အဲခိမရဲ့တဲ့ဆာဝါကီကအတ္တာဆိုတော့မနီကဘူရာရှိမှာဒါတောင်းကျမှုတွေရှိခဲ့တယ်ပေါ့နော်အဲ့လိုရေးတာပါရှီလာဆဲလူစာအကြောင်းကြားတာရှီလာဆဲစာအကြောင်းကြားစာချိကတဲ့အဖေကမျိုးရင်းရှိတာတိုးယူဆိုတော့ဈေးုံတက်ရတယ်ဆိုတော့ရှီလာဆဲကအတ္တာတဲ့အကြောင်းကြားစာကရောက်လာခဲ့တယ်နော်ရှီလာဆဲကအာလူအကြောင်းကြားစာရှိတယ်ရှီလာဆဲကတူတူခုအကြောင်းကြားစာရောက်လာတယ်တာနိုမီမတ်တာနိုမူတောင်းဆိုတာတာနိုမီမတ်ကတောင်းဆိုတာပါစနေတို့ရှေ့ရကောင်ခန်းကြီးလေးကတပါဆိုတဲ့ဒါနော်ဒီလိုဟာမျိုးလေးနဲ့ပုံစံနဲ့တူတယ်အဲ့ဒါရဲ့စ
နေတို့နောက်ကနေပြီးတော့ဒါရေးတဲ့ဟာနဲ့တာနုမှုတောင်းဆိုတာပါအနာတာနီတာနုမိကအာလွန်ဒတ်တဲ့မင်းကိုတောင်းဆိုစရာရှိပါတယ်တာနုမိကအာလို့တောင်းဆိုစရာရှိတယ်တာနုမိကိုခိကုမင်းတောင်းဆိုတာတွေကိုနားထောင်ပေးတယ်သူနဲ့ခန့်ခဲ့ရေးဆက်ဆက်တဲ့စကားလုံးပါလေအိုနေဂါကြီးရှိမှစကူညီတောင်းတယ်ဒီလိုလဲရတယ်ပေါ့နော်စကားတဲ့လူဆိုတာနေတို့ပင်ပန်းတာပါနော်ရှင်ငေါတူတဲ့စကားတဲ့ကတမတ်တဲ့ဤလို့အလုံးမှာဆိုရင်ပင်ပန်းတာတွေကစုပုံနေတယ်အရန်ပင်ပန်းတယ်ကွာကလကလကတာမလူကလကလကတူလဲလူအရန်ပင်ပန်းတယ်လို့စနေတို့သုံးတာပါအဲ့တော့ကဲစနေတို့ကကြည့်ပါမယ်နော်ချီကာကြီးမဆိုတာကကွဲပြားနေတယ်ခွန်တို့ဖူသားစွနော်တဲ့ချီကာကြီးကဝါခရနိုင်ဒီနှစ်ခုရဲ့ကွဲပြားချက်ကိုနားမလည်နိုင်ဘူးတဲ့ချီကာဥစနာကွဲပြားချက်တွေခြားနာချက်တွေကိုနားမလည်နိုင်မှာဟာဂျီမဲဆိုတာပထမဦးစွာအနေနဲ့ဟွန်းအိုတဲ့ဟာဂျီမဲခါရအိုဝါလီမတဲ့စာအုပ်ကိုအစအဆုံးဇမ်ဘူးယွန်းတာစာဖတ်ခဲ့တယ်ဟိုအစမှစပြီးအဆုံးအထိလို့ဘာလို့ဘာသာမပြန်တော့ဘူးလीနော်ဒါကိုဟာဂျီမဲခါရအိုဝါလူမတွေကိုအစအဆုံးလို့ဘာသာပြန်လိုက်တာစာအုပ်ကိုတဲ့အစအဆုံးဇမ်ဘူးယွန်းတာအကုန်ဖတ်ခဲ့တယ်အိုဝါလီပေါ့နော်ပြီးဆုံးနေတဲ့နဲ့သူကဆက်ဆက်တဲ့ခန်းကြီးဖြစ်ပါတယ်ဆူဇူကီမဆူဇူကူစာစနေတို့ကဆက်လက်လှုပ်ဆောင်တာပါနော်အဲ့လိုမျိုးဟာယာကူတဲ့ဟိုးနော်ဆူဇူကီကတဲ့ယော်မီတိုင်းနဲ့စာအုပ်ရဲ့အဆက်ကိုဖတ်ချင်နေပြီဒါကတော့စင်စစ်ပေါ့နော်ဘာလဲဆိုမန်ဂါဖတ်တာဖြစ်ဖြစ်ဥမာအင်္ဂလိပ်နိုဘယ်ဖတ်တာပဲဖြစ်ဖြစ်ဘာနီနီကွာအဲ့စာအုပ်ရဲ့အဲ့အဆက်ကိုကအရန်ဖတ်ချင်တာသိရမလားအဲ့လိုမျိုးစာအုပ်တော့ဖတ်လိုက်ပြီဆိုရင်နင်းအိမ်ညမအိမ်နဲ့အဲ့လိုမျိုးမစားမတော့နဲ့ဖတ်တော့တာဇန်ဝင်သွားရင်ပို့ဆိုရပေါ့နော်စနေကဟော်ရာမူဗီကိုအရန်ကြိုက်တာဆိုတော့လေဟော်ရာနိုဘယ်တွေအရန်ကြိုက်တာဆိုတော့အရန်ဖတ်ပြီဆိုရင်အဲ့ဒါမနာတော့ဘူးတောက်လျှောက်ပေါ့နော်အဲ့ဒီရဲ့အဆက်ကိုဖတ်ချင်နေရအဲ့လိုမျိုးခုတဲ့ဆိုတာစနေတာနှစ်ကုံတာကိုပြောတာပါနော်တိုးရှိတော့ခုတဲ့ပါတဲ့အီဆိုကားရှိနှစ်ကုံတဲ့အခါမှာတဲ့အရန်ကိုအလုံးများပါတယ်တိုးရှိတော့ခုတဲ့နှစ်ကုံသွားတဲ့အခါမှာအရန်ကိုအလုံးများပါတယ်စနေတို့အဲ့လိုလေးသင်ပေးထားတာပါရှင်ကဲစနေကတော့ဒီနေ့စာလေးကိုရမယ်လို့ထင်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်